ရွှေရောင်တစ်တော်ဤရှိုးဖက်ချက်တဲ့တငယ်ချင်းတဦးရှေးဟောင်းမြန်မာတော်နဲ့ကြီးတစ်ခု၏အလဲဘဟုတွင်ရွှေရောင်တစ်တော်ဟုခေါ်သောထူးဆန်းသည့်နေရာတစ်ခုရှိသည်ထိုနေရာတွင်လူသားများချင်းနားလည်ရခက်သောတတ္တဝါလေးများချစ်ခင်စွာအတူတကွနေထိုင်ကြသည်မင်းသစ်သည်ထိုသောအုပ်ထဲတွင်ကြီးပြင်းလာသောတတ္တုတတ္တိရှိသည့်ကောင်လေးတစ်ယောက်ဖြစ်သည်သူ၏အရင်ကြီးဆုံးတငယ်ချင်းမှာကိုလုံးမှရွှေရောင်အမွေးအမြင်များရှိပြီးကျက်တောင်ပန်လေးများပါသည့်မိုးဆက်ဟုခေါ်သောတတ္တဝါလေးဖြစ်သည်ဒီနေ့တွင်မင်းသစ်တင်မိုးဆက်တို့သည်တစ်ပင်ကြီးများကြားတွင်စောကစားနေရေထိများဖုံးလွှမ်းနေသည့်ကြောက်စာချက်ကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ထိုကြောက်စာပေါ်တွင်ရှင်းဟောင်းမြေပုံတစ်ခုနှင့်တစ်တော်၏အသက်ဝိညာဉ်ပန်းအကြောင်းရေးထိုးထားသည်ထိုပန်းလေးသည်တစ်တော်တစ်ခုလုံးကိုဘေးအန္တရာယ်မှကာကွယ်ပေးနိုင်သည်ဟုဆိုသည်သူတို့တဦးသည်ထိုပန်းလေးကိုရှာဖွေရန်စိတ်လှုပ်ရှားစွာဆုံးဖြတ်လိုက်ကြသည်သူတို့၏စွန့်စားခါခရီးစဉ်စတင်ခဲ့ပြီဖြစ်သည်ပထမဆုံးအသားအစီးမှာလေချုံတောင်ကြားရှိနွယ်ပင်တန်သားကြီးဖြစ်သည်တန်သားသည်အလုံးမြင့်မှပြီးလေတိုက်သည့်အခါရင်းထိုးနေသည်မင်းသစ်သည်ကြောက်ရွံ့တော်လဲမိုးဆက်ကသူ၏ရှေ့မှပြန်သန်းကာအားပေးနေသည်မကြောက်နဲ့မင်းသစ်ငါမင်းပေးမှရှိသည်ဟူမိုးဆက်ကသူ၏ဘာသာစကားဖြင့်အားပေးစကားဆိုနေတကဲ့သို့ပင်တောင်ကြားကိုဖြတ်ကျော်ပြီးနောက်သူတို့သည်ကြီးမားလွန်းသောလက်ကြီးတစ်ကောင်ဖြစ်တွေ့ဆုံခဲ့သည်ထိုလက်ကြီး၏ကြောကုန်းပေါ်တွင်တစ်ပင်ငယ်လေးများပင်ပေါက်နေသည်လက်ကြီးသည်အလုံးအေးဆေးတည်ငြိမ်ပြီးသူတို့ကိုလမ်းကြွပေးခဲ့သည်အသက်ဝိညာဉ်ပန်းရှိတဲ့နေရာကိုသွားချီရင်အလင်းရောင်ရှိတဲ့ကူထဲကိုဖြတ်သွားရမယ်ဟူလက်ကြီးကလေးလံသောအတန်ဖြင့်ပြောပြသည်သူတို့သည်အမောင်ထုဖုံးလွှမ်းနေသောကူကြီးအတွင်းသို့ဝင်ရောက်လာခဲ့ကြသည်သို့သောခဏအကြာတွင်ကူနံရံများမှမှုလေးများကထူးဆန်းသောအပြာရောင်အလင်းများကိုထုတ်တူလိုက်ကြသည်ဦးတစ်ခုလုံးသည်တပသောကျဲစုကြီးတစ်ခုကဲ့သို့လင်းထိန်သွားသည်မင်းသစ်တင်မိုးဆက်တို့သည်ထိုအတအပကိုငင်းမောကြည့်ရှုရင်းလမ်းပြောင်းနေသည်ကိုပင်မေ့သွားကြသည်ဘူ၏အဆုံးတွင်ကြီးမားသောကြောက်တကားကြီးတစ်ခုရှိနေသည်ထိုတကားကိုဖွင့်ရန်အတွက်ပဟိလိတစ်ခုကိုဖြည့်ရှင်းရမည်ဖြစ်သည်ကြောက်တကားပေါ်တွင်တရိတ်ဆန်ပုံစံအကွက်လေးများရှိနေသည်မင်းသစ်ကစဉ်းစားနေစဉ်မိုးဆက်ကသူ၏နှုတ်သီးဖြင့်အကွက်အချို့ကိုတိုးထိလိုက်သည်မိုးဆက်၏အကူအညီဖြင့်မင်းသစ်သည်ပဟိလိကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ခဲ့ပြီးတန်သားကြီးပွင့်သွားခဲ့သည်တကားပွင့်သွားသောအခါသူတို့ရှေ့တွင်မြင်တွေ့လိုက်ရသည်မှာအလွန်လက်ပသောရေတံခွေကြီးထင်းရှိုးပြကြိုင်ပန်လေးဖြစ်သည်ရေတကွန်မှချလာသောရေဆက်များသည်စိန်ပွင့်များကဲ့သို့တောက်ပနေသည်ထိုနေရာ၏အလဲတွင်တောက်ပနေသောအသက်ဝိညာဉ်ပန်းလေးကိုသူတို့တွေ့လိုက်ရသည်သို့သောထိုအချိန်တွင်ကောင်းကင်ရန်တိုင်မင်းမောင်သောတိမ်တိုက်ကြီးများဖုံးလွှမ်းလာသည်ရုတ်တရက်ပြင်းထန်သောမုန်တိုင်းတစ်ခုကျရောက်လာပြီးအသက်ဝိညာဉ်ပန်းလေးကိုလေပြင်းများကတိုက်ခတ်နေသည်ပန်းလေးသည်နွားလျသွားပြီးအလင်းရောင်များမိန်ဖြော့လာသည်ငါတို့ဒီပန်းလေးကိုကာကွယ်ရမယ်မိုးဆက်ဟူမင်းသစ်ကအော်ပြောလိုက်သည်မင်းသစ်သည်ပန်းလေးကိုလေတံမှကာကွယ်ရန်သူ၏ကိုဖြင့်အုပ်မိုးလိုက်သည်မိုးဆက်ကလည်းသူ၏တောင်ပန်းများကိုဖြတ်ကာမိုးရေများပါပေါ်မကျအောင်ကာကွယ်ပေးသည်သူတို့၏ချစ်ချင်းနှင့်တတ်တိကြောင့်ပန်းလေးသည်ပြန်လည်လန်းဆန်းလာပြီးအရင်ကထက်ပုံမတောက်ပသောအလင်းများကိုထုတ်တူလိုက်သည်ထိုအလင်းရောင်များသည်မင်းမောင်သောတိမ်တိုက်များကိုမောင်းထုတ်လိုက်ပြီးတစ်တော်တစ်ခုလုံးကိုငြိမ်းချမ်းစေခဲ့သည်မိုးဆက်သည်ပျော်ရွှင်စွာဖြင့်ပန်းလေး၏ဘေးတွင်ကခုန်နေတော့သည်မင်းသစ်သည်လည်းပန်းလေးပြန်လည်ပွင့်လန်းလာသည်ကိုကြည့်ကပြုံးပျော်နေသည်မင်းသစ်တင်မိုးဆက်တို့သည်တစ်တော်၏သူရဲကောင်းများအဖြစ်ရွာသို့ပြန်လာခဲ့ကြသည်သူတို့သည်ခက်ခဲသောစွန့်စားခန်းကိုအတူတူကြော်ဖြတ်ခဲ့ကြသည့်အတွက်သူတို့၏တန်ရောစင်မှာပုံမခိုင်မြဲသွားခဲ့သည်လူသားများတစ်တတ္တဝါလေးများသည်ရွှေရောင်တစ်တော်ကြီးအတွင်းထောင်ရအေးချမ်းစွာနေထိုင်သွားကြပါတော့သည်